ရှိတယ်ဒီနေ့လာတဲ့လူတွေကလည်းတွေ့ရတာလည်းအများကြီးပြောပါတယ်တဲ့အဓိကအဖြစ်ပေါ့နော်မိုးရေကြားမှာလာတဲ့လူတွေအများကြီးတွေ့ရတဲ့ကျွန်တော်တို့ကိုချစ်တာလည်းသိပါတယ်တဲ့ဝမ်းလည်းဝမ်းသာပါတယ်တဲ့สวัสดีครับကျွန်တော်เคยครับผมပြီးတော့ဆန္ဒဖြစ်ပါတယ်တဲ့ဒီမြန်မာနိုင်ငံမှာဖွဲ့ကတရားပထမဆုံးအချိန်မဟုတ်ပါဘူးတဲ့ခဏခဏရောက်ပါတယ်တဲ့ဖွဲ့ဆန္ဒနဲ့အတူလာရောက်တာဒါပထမဆုံးအချိန်ဖြစ်ပါတယ်တဲ့ပြီးတော့သူဒီကိုလာရောက်တာဖွဲ့ကတဲ့ဒီလက်မှုတွေလည်းအရင်ကြိုက်တယ်မြင်ချင်းမှုတွေအရင်ကြိုက်တယ်တဲ့ပြီးတော့ဟိုဘုန်းကြီးเจ้าတွေသွားတဲ့အချိန်မှာပိတုကလည်းရတယ်လည်းတော်တော်သဘောကျပါတယ်တဲ့ပြီးတော့နောက်ဆုံးတစ်ခုအရင်သဘောကျတာဖန်တွေကိုအရင်လည်းချစ်ပါတယ်တဲ့အဲ့လိုအများကြီးတွေ့ရတဲ့အချိန်မှာသူတို့ရဲ့စိတ်ထဲမှာဘယ်လိုခံစားရလဲပေါ့จริงๆต้องขอบคุณเลยแล้วอย่างแรกเลยအများကြီးကျေးဇူးတင်ပါတယ်တဲ့ပြီးတော့ဒီနေ့လာတဲ့လူတွေကလည်းတွေ့ရတာလည်းအများကြီးပြောပါတယ်တဲ့အဓိကအဖြစ်ပေါ့နော်မိုးရေကြားမှာလာတဲ့လူတွေအများကြီးတွေ့ရတဲ့ကျွန်တော်တို့ကိုချစ်တာလည်းသိပါတယ်တဲ့ဝမ်းလည်းဝမ်းသာပါတယ်တဲ့ဒါပေမဲ့ကိုယ့်ကိုလည်းပြန်ချစ်ပြီးတော့ပြန်ပြီးဆိုင်ကိုလည်းမပေးပါနဲ့တဲ့จริงๆชเวทกองยังไม่ได้ไปเพราะว่าฝนตกแต่ผมมันมีโอกาสเคยไปก็รู้สึกว่าสวยมากครับก็တော့ဒီနေ့ထူလာတာမရောက်လုံးတော့ရွှေတကုံမရောက်ဘူးတဲ့မဲ့ဖတ်ကတော့ရောက်ဘူးတဲ့အရင်လဲသူရွှေတကုံဖျားအရင်ကြီးကျယ်ပြီးခန်းနာပြီးအရင်တက်ပေးပါတယ်တဲ့တကယ်လို့စန္ဒာကပါသွားမယ်ဆိုရင်လဲစန္ဒာလဲတော်တော်သဘောကျမယ်လို့ယုံကြည်ပါတယ်တဲ့เอาจริงๆรู้สึกดีใจมากๆครับแล้วก็รู้สึกเป็นเกียรติมากๆที่ได้มีโอกาสมาเป็นส่วนหนึ่งของงานအစိပ်ပိုင်းနေနဲ့ပေါင်းနေပတ်သက်ရတာလည်းအရင်ပြောပါတယ်တဲ့ပြီးတော့ဒီပွဲမှာဆိုလဲသူကြီးတွေအများကြီးတွေ့ရပါတယ်တဲ့ပြီးတော့သူကြီးရဲ့ယဉ်ကျေးမှုအပြင်နိုင်ငံခြားတဲ့ယဉ်ကျေးမှုမရှိတဲ့ပုံစံမျိုးကလည်းအရင်ဝမ်းသာပါတယ်တဲ့မြန်မာဖန်တွေအတွက်ပေါ့လေဒါဖန်မင်းလေးဆိုသူတို့ဘယ်လိုလေးပေးချင်တာရှိမလဲตั้งชื่อแฟนๆโหชิเตะဟိုဒီဟိုဖန်နာမည်အနေနဲ့ကြတော့ဒီမြန်မာဒီဖန်တွေကိုနာမည်ပေးတာပိုကောင်းပါတယ်တဲ့ပြီးတော့သူတို့နောက်ထပ်ပြန်ဖိအားလို့ပိုကောင်းပိုတင်တော်ချင်တယ်သူနောက်ထပ်လူပညာလှူရှာမှုတင်ครับก็อยากจะฝากผลงานนะครับของพวกเรานะครับก็จะมีPersanda Love Stopper Fan Con ဆိုတဲ့ဟိုတော့จะมีရှိပါတယ်တဲ့ပြီးတော့အခု Love You Teacher ဆိုတဲ့စကား series လေးလည်းရှိပါတယ်တဲ့အဲ့ဒါလေးလည်းအားပေးကြပါဦးကျေးဇူးပါขอบคุณครับคุณครับชิเตะThank you จีซูครับจีซูได้มา